ဒူဘိုင်းမှာဒီဇင်ဘာလကမာရှလာအထိဆိုရင်သူကဆောင်းရသည်ပေါ့နော်ရာသီဥတုကလည်းကောင်းတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကဒီ winter market ဆိုတဲ့ဟာလေးဖွင့်နေကြ night market လေးပေါ့မင်းညကကျွန်တော်တို့ Sham Village မှာwinter market မှာကျွန်တော်တို့ဒီတောစားဖြစ်ခဲ့ပေါ့နော် Sham Village ကအစားအသောက်တွေကဗျအရင်ကောင်းနေဆိုတာဒီဒူဘိုင်းမှာစားပွဲတွေအကုန်လုံးတည်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့အစားအသောက်အကြောင်းကိုကျွန်တော်ထူးထူးမပြောတော့ဘူးကျွန်တော်ကြိုက်တဲ့အချက်လေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်တို့ပါဗမာပြည်ကရေကျော်ဘုရားပွဲစီရောက်နေတဲ့အတိုင်းစားကောင်းလားတို့ကိုလေးကြိုက်လား Yes, I like it. ကောင်းလားကိုလေးစားကြည့်အောင်တို့ကိုလေးကောင်းလားအဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီ customer service ပိုင်းပေါ့နော် customer service ပိုင်းရောရှိကြည့်ပါတယ်သူတစ်ပြင်ပိုင်းရှင်အမကြီးပေါ့နော်သူမပါဘဲနဲ့ဒီဆိုင်မှာလုပ်တဲ့ကလေးတွေကတကယ် customer service အပြည့်အဝပေးနိုင်တဲ့အတွက်ဆိုင်ချင်အမကြီးကိုကြည့်ကြည့်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ဗျာတခြားဆိုင်တွေကဒီ cat တင်နဲ့ payment ဆိုရင်သူကပတ်စံအပို charge လုပ်တဲ့အချိန်မှာ Sham Village ကကြတော့ဒီ cat နဲ့ payment ဆိုရင်ပတ်စံကိုအပိုထပ်မယူဗျာ cat နဲ့ payment ဆိုရင်လည်းအဲ့ဒီတစ်ခုလေးတော်တော်ကောင်းတယ်တော်တော်မိုက်တစ်ခုကြိုက်တဲ့ဟာကြတော့ဗျာကျွန်တော်တို့ရင်းနှီးချမ်းနဲ့အလကားတိုက်တာပေါ့နော်ပြီးတော့ဒီတရားဘိုးဝင်သူကဒီအေးတိုက်တာလို့ပါတော့အဲ့ဒါအကုန်ကောင်းပါတယ်ဒါကျွန်တော်ရေးကြိုက်တဲ့အချက်လေးတွေကိုကျွန်တော် share လုပ်ပေးရပါအဲ့တော့ winter market မှာအရင်နားကြီးရဖားနေရောက်ဗျာတော်တော်နားကြီးနေဒီကောင်တော့